ကမ္ဘာဆွမ်းရည်အကျက်တဲနဲ့တရုတ်ရဲ့စီးပွားရေးအကွဲကြောင့်2026ခုနှစ်မတ်လကစတင်ခဲ့တဲ့အီရန်စစ်ပွဲဟာအခုဆိုရင်2လကျော်ကြာမြင့်ခဲ့ပါပြီ။ဒီစစ်ပွဲကြီးရဲ့ကြောင့်ကမ္ဘာကြီးနဲ့ဈေးကွက်မှာဗရက်ရေနံစိမ်းတစ်စီးကိုဒေါ်လာ100အထက်မှာပဲတက်နေပြီးဒါဟာကမ္ဘာအကြီးဆုံးရေနံတင်သွင်းတဲ့တရုတ်နိုင်ငံအပေါ်ဓာတ်ရိုက်ခတ်လာပါတယ်။ဒီနေ့မှာတော့ဆွမ်းရည်ဈေးနှုန်းကြီးကြောင့်တရုတ်နိုင်ငံရဲ့စက်ရုံတွေဘယ်လိုပြိုလဲနေလဲ။အလုပ်သမား9000ကျော်ဘာကြောင့်လမ်းပေါ်ထွက်ဆန္ဒပြလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Free World Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။စွမ်းရည်အကျက်တင်းနဲ့ထုတ်လုပ်မှုစရိတ်တရုတ်နိုင်ငံဟာပြန်လည်ပြည့်ဖြူမြဲစွမ်းရည်ကိုအားကိုးနေတဲ့ဆိုပေမဲ့ရေရှည်စစ်ပွဲရဲ့တန်းကိုတော့မရှောင်လွှဲနိုင်ပါဘူး။ NYD ရဲ့အစည်းအဝေးခန်းစာအရတရုတ်ရဲ့ပို့ကုန်ကဏ္ဍမှာထုတ်လုပ်မှုစရိတ်တွေအဆမတန်မြင့်တက်နေပါတယ်။အထူးသဖြင့်ရေနံကထုတ်လုပ်တဲ့ polypropylene ပလတ်စတစ်ကုန်ကျန်းစည်းနှုန်းတွေမှာ20%တက်သွားတာကြောင့်တရုတ်တောင်ပိုင်းကအယုတ်စက်ရုံတွေဟာအကြီးအကျယ်အထိနာခဲ့ပါတယ်။ပြည်တွင်းစားသုံးမှုကျဆင်းခြင်းစီးပွားရေးအကျက်တဲကစက်ရုံတွေမကပဲပြည်သူတွေရဲ့အိတ်ကက်ထဲအထိပါတက်ရောက်လာပါတယ်။လောင်စာဆီဈေးနှုန်းတက်တာကြောင့်ကြီးခဲ့တဲ့မက်လအတွင်းမှာတဲ့ခီးတဲ့တင်ကားရောင်းရမှုဟာ15%တိရသမ6.5 သန်းခန့်အထိထိုးဆင်းသွားခဲ့ပါတယ်။အိမ်အောင်စုတွေကအလုံးစိတ်ကိုချွေတာလာကြပြီးစားတောက်ဆိုင်နဲ့ဟိုတယ်လုပ်ငန်းတွေမှာလည်းလူတွေနေပါသွားတာကိုတွေ့ရပါတယ်။ဆန္ဒပြမှုနဲ့လူမှုရေးမတည်ငြိမ်မှုအဆိုပါဆုံးကတော့တရုတ်တောင်ပိုင်းကဝမ်တောင်းနဲ့ဂျောင်ချင်းပြည်နယ်တွေပါအမေရိကန်ရဲ့အခွင့်တိုးမြင့်မှုနဲ့စွမ်းရည်စိတ်ဖိအားတွေကြားမှာဆက်ရုံအချို့ပိတ်သိမ်းလိုက်ရတဲ့အတွက်အလုပ်သမား9000ကျော်ဟာလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။သူတို့ဟာရစီရရှိတဲ့လုပ်အားကားတွေနဲ့ရော်ကြီးတွေအတွက် EV လ20ရက်နေ့ကနေစပြီးပြင်းပြင်းထန်ထန်တောင်းဆိုနေတာဖြစ်ပါတယ်။အချို့အဖြစ်ပြောရရင်တော့တရုတ်ရဲ့စီးပွားရေးဟာအီရန်စစ်ပွဲကြောင့်အားနည်းချက်တွေတစ်ခုပြီးတစ်ခုပေါ်လာနေပါတယ်။ပြည်တွင်းစားသုံးမှုမတည်ငြိမ်တာနဲ့ပို့ကုန်မှုပဲအလွန်အကျွံအားကိုးနေရတဲ့ပြဿနာတွေဟာစစ်ပွဲမပြည့်သေး၍ပူပြီးဆိုးဝါးလာဖို့ပဲရှိပါတယ်။တရုတ်အစိုးရအနေနဲ့ဒီလူမှုရေးနဲ့စီးပွားရေးမတည်ငြိမ်မှုတွေကိုဘယ်လိုကင်တွယ်မလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါ။နောက်ထပ်လည်းကမ္ဘာစီးပွားရေးနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပြီးသွားမှမို့ subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့ခင်ဗျာ။အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။